ကျေးဇူးတော်ကိုဆုံးပါရစေ။ဒီမှာကြောက်ကြရပြီးတော့ချင်းမဝင်ရတဲ့အတွက်ဒီမှာရောက်ဆိုင်နဲ့သူပဲကျေးဇူးတင်ပါတယ်။တရားချခုညတော့ဆန္ဒတယ်မှာဆရာဖျားဒီကောင်းရဲ့တုံမျိုးဒီမှာတော့ဒီစင်ရဲ့ဒီတော့ကြောင့်ဂုဏ်ကျေးဇူးကိုချင်းမကြလို့ဆိုရတော့ဘုရားတော်ရှိတဲ့အတိုင်းပေါ့နော်။ဖျားကျမတို့ပုံမှန်နေ့ရက်တိုင်းကိုကောင်းရက်တဲ့ဒီထဲမှာရှိတဲ့သူတွေထဲမှာလည်းဖျားကောင်းရက်ခြင်းလို့မခံစားဘူးတဲ့သူရှိဘူးလို့ကျွန်မထင်တယ်။ဒီနေ့လည်းဒီAPC Fort တဲ့နောက်ပုံမှာလည်းဖျားကောင်းရက်တယ်ပေါ့နော်။ဒီပိုင်းဖျားကြောင့်လည်းအခုတင်ဖျားကိုချင်းမပွင့်ရပြီဖြစ်တဲ့အခါမှာဒီမှာရှိတဲ့အတင်းစုတနာပါစတာရဲ့ကအတင်းစုတနာတွေလည်းအများကြီးတောင်းခဲ့မှာပဲပေါ့နော်ဒီနေ့မှာဖျားကနောက်မကျဘူးကျမတို့ကိုယ်ကိုယ်ရဲ့ဖျားကတောင်းရတဲ့ဖျားဖြစ်တဲ့ဂတိတည်တဲ့ဖျားဖြစ်တဲ့ဘယ်တော့မှနောက်မကျတဲ့ဖျားဖြစ်တဲ့ချင်းချင်းရဲ့ဆိုတဲ့တောင်းကိုအခုတော့ဘယ်တော့မှနောက်မကျဘူးဆိုတဲ့ပုံနဲ့ဒီနေရာမှာချင်းမဆုံးပါတယ်to know